နဲဒီနေ့ကတော့အိုဆာကာမှာနာမည်ကြီးတဲ့ပေါက်စီစားမှာဖြစ်ပါတယ်ရှင်အိုဆာကာမျိုးကနေပြီးတော့မျိုးထွက်လက်ဆောင်အနေနဲ့ဝယ်သွားရလောက်နာမည်ကြီးတဲ့မဟုတ်အိုဆာကာရဲ့ signature လို့ပြောလို့ရမှာလားဘာကြောင့်မလို့အဲ့လောက်ထိနာမည်ကြီးရလဲတကယ်ရောကောင်းရဲ့လားဆိုတာကိုမြည်ဆန်းကြည့်ပါမယ်နံလေးကတော့ပေါက်စီဆိုတဲ့ခါကျတော့ပေါက်စီနံပေါ့နော်သူ့ရဲ့အထီးတွေးကဘာထူးကြရလဲဆိုလို့ရှိရင်ကျတော့သူကမြင်းနေရတဲ့အတိုင်းပဲစီတုတ်ထားတာစီတုတ်ထားတဲ့ခါကျတော့ကြောင်ချောချောဖြစ်နေတာပေါ့နော်အတွင်းထဲကတော့မြင်ရတဲ့အတိုင်းပဲဘာမှတိတ်ပြီးတော့ထူးထူးခြားခြားမရှိပါဘူးအဲ့လိုကြက်သွန်တို့ဝတ်သားတို့ဘာလို့ပါတာပေါ့အခုစပြီးတော့မြည်ကြည့်လိုက်ပါဦးမယ်သူ့ရဲ့အရသာတကြိုက်ထဲစားပြီးတော့ဘလို့ရသာရှိလဲဆိုတာပြောပြဖို့ကနည်းနည်းခက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တခြားပေါက်စီတွေကိုတွေစားနေကြပေါက်စီနဲ့နည်းနည်းလေးကွဲပြားတယ်ပေါ့နော်ခုတည်းထိရသာခံလို့ရသေးဘူးအလုံးလုံးကုန်တော့မှရသာခံလို့ရမှာလားမသိဘူးသူကပြောတော့ပြောမပြတတ်ဘူးသူကဘယ်လိုပြောရင်ကောင်းမှာလဲစားနေကြပေါက်စီနေတော့နည်းနည်းကွာခြားမှုရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းနာမည်ကြီးရနေမှာပေါ့ဂျပန်မှာဆိုလို့ရှိရင်အများဆုံးစားနေကြ24နိုင်စတိုးဆိုင်ကပေါက်စီတွေတို့တခြားထိုင်ဝမ်ဆိုင်တို့တရုတ်ဆိုင်တို့အဲ့လိုမျိုးဆိုင်တွေကပေါက်စီတွေပဲစားပြစ်တာများတယ်ပေါ့နော်အဲ့လိုမျိုးစားတဲ့ပေါက်စီတွေတိုင်းကလည်းမြန်မာနိုင်ငံမှာရှိတဲ့ပေါက်စီနဲ့အနံ့အရသာတွေကတော်တော်ကြီးကိုဆင်တူတယ်အဲ့ဒါဆိုတဲ့ခါကျတော့ပေါက်စီစားလိုက်တာနဲ့ဟိုပေါက်စီဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဥစ္စာကကျတော့ပထမတခိုက်ကြိုက်လိုက်တာနဲ့အဲ့လိုအရသာမျိုးမခံစားရဘူးအဲ့ဒါဆိုတော့သူ့ကိုအရသာခံမှုအတွက်ကိုခဏခဏကြိုက်ရတယ်ပေါ့နော်ကြိုက်တဲ့အချိန်မှာလည်းဘလို့အရသာလဲဆိုတာကိုမပြောပြတယ်။ဘုံကပါဇက်ထဲမှာဟာဆိုပြီးတော့ဆွဲလန်းသွားရလောက်ကောင်းတယ်လို့တော့ပြောလို့မရဘူးပေါ့နော်။ဒါပေမဲ့ချားပေါက်စီရင်းနဲ့တော့ကွဲပြားမှုတော်တော်လေးရှိတယ်။အဲ့လိုကွဲပြားမှုရှိတာသူ့ရဲ့ signature ဖြစ်နေမှာပေါ့။ဂျုံသားကိုပြောရမယ်ဆိုလို့ရှိရင်တော့ဂျုံသားတော်တော်လေးကိုကျန်းတယ်လို့ပြောမှလားမာတယ်ပေါ့နော်။ကိုရီစားနေကြပေါက်စီရဆိုလို့ရှိရင်ဝါလိုက်လို့ရှိရင်လည်းဂျုံကိုတိတ်ဝါစရာမလိုဘူးပဲပါဇက်ထဲမှာပျော်သွားတာဆိုတဲ့ခါကျတော့ဒါပေမဲ့ဒီဥစ္စာကကျတော့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဂျုံကတော်တော်လေးကိုဝါရတယ်ပေါ့နော်ဝါရတယ်ဆိုပေမဲ့မာတောင့်ပြီးတော့လုံးဝစားလို့မကောင်းတဲ့ပုံစံမျိုးလည်းမဟုတ်ဘူးသူ့ရဲ့အသားနဲ့သူ့ရဲ့ဂျုံအမာနဲ့ကလိုက်တယ်လို့ပြောမှာပေါ့နော်အဲ့ဒါကြောင့်မလို့သူနာမည်ကြီးရနေမှာစီကတော့တော်တော်လေးများတယ်ပေါ့နော်သူကပါဇက်မှာတော့မှစီတွေပါဝေ့သွားတယ်ထမတစ်လုံးကုန်သွားတဲ့အချိန်မှာရတာခံလို့တိတ်မရလိုက်ဘူးအဲ့ဒါကြောင့်လို့ဒုတိယတစ်လုံးထပ်စားပါမယ်ခင်လေးကတော့ပွင့်သွားပါတယ်ဘန်နေပေါက်စီနဲ့တိုးစားတဲ့ sauce ကဒီလိုမျိုးကြီးဒါနဲ့လှုပ်ထားဝါဆာဘီနဲ့လှုပ်ထားလားဘာလားတော့မသိဘူးပေါ့နော်ဒီ sauce လေးကိုဖောက်ကြည့်လိုက်ပါဦးမယ်စကားကြီးတောင်ထစ်နေသူ့ရဲ့အရသာအငန်ဘက်ကိုပို့သွားတယ်လို့ပြောရမှာမသိဘူးနည်းနည်းငန်တယ်လို့ခံစားရတယ်ပေါ့နော်ဝါဆာဘီလေးနည်းနည်းတော့ထည့်ပြီးတော့စားကြည့်လိုက်အောင်မယ်ဝါဆာဘီကပေါက်စီနဲ့ရောစားလိုက်တဲ့အချိန်မှာတော့မစိုးပါဘူးဝါဆာဘီရတာတိတ်မခံစားလိုက်ရဘူးပေါက်စီနဲ့ဆိုလို့ရှိရင်တော့နည်းနည်းလေးလိုက်တယ်လို့ပြောလို့ရပါဘောနော်အဲ့တော့ဒီပေါက်စီကသူတို့ဆိုင်ကဝဲလာချင်းအရန်ပူနွေးနေတဲ့အချိန်မှာစားရင်ဒီဟာဂျုံသားလေးတွေကနည်းနည်းပို့ပြီးတော့နူးညံ့သွားဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မဝယ်ပြီးတဲ့ခါကျတော့ဒီဆိုင်ကနေပြီးတော့ကိုစီးမဲ့ရထားဘူးတော်သွားတဲ့အချိန်မှာလမ်းပြောင်းနေရတယ်လမ်းပြောင်းနေရတဲ့အချိန်နဲ့ကြာသွားတာပေါ့နော်အဲ့ဒါကြောင့်မလို့အိမ်ရောက်လာတဲ့အချိန်မှာပေါက်စီကအေးသွားပြီပေါ့နော်အေးသွားတဲ့ခါကျတော့မာသွားတဲ့ခံစားချက်မျိုးခံစားရတာလည်းဖြစ်ချင်းဖြစ်ပါပေါ့နော်ပူးနေတော့ဆိုရင်တော့ကောင်းရင်ကောင်းလာတယ်ကိုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အိုဆာကာမှာနာမည်ကြီးရဲ့ပေါက်စီကကြုံလို့ရှိရင်တော့စားဘူးတယ်ရှိအောင်စားကြည့်လိုက်ဒါပေမဲ့အဲ့လိုတကူးတကကြီးလုံးဝရှာဖွေပြီးတော့ဝယ်စားရလောက်အထိတော့မကောင်းဘူးပေါ့နော်။ပါဇက်နဲ့ပြောတခြားလူတွေပါဇက်နဲ့တော့ကြိုက်ချင်ကြိုက်ပါပေါ့နော်။ဒီဆိုင်မှာပေါက်စီတယ်မဟုတ်ဘဲနဲ့အသားပေါင်းတို့ဘာညာတရကာလေးလည်းရောင်းတယ်။သူတို့ဆိုင်ရဲ့စားတင်နေဆိုပြီးတော့အကြံပေးထားတဲ့ menu တစ်ခုရှိရပေါ့နော်။အဲ့ဒါဘာလဲဆိုတော့အခုမြင်းနေရတဲ့သားပေါင်းအသားပေါင်းမှာဒီဥစ္စာဝတ်သားပေါင်းမဟုတ်ဘဲနဲ့ပဇွန်လေးတွေနဲ့ပေါင်းထားတဲ့ပဇွန်အသားပေါင်းဒင်ဆန်းပေါ့။ခုနကတော့ပေါက်စီကဘယ်လောက်ပါလဲ။တလုံးကို200ကျော်လောက်ပဲပေးရတာအဲ့ဒါဆိုတော့ဈေးရမကြည့်ဘူးဈေးပိုးတယ်လို့ပြောလို့ရအခုဒီပဇွန်အသားပေါင်းကကြတော့ဒင်ဆန်ပေါ့အဲ့ဟာကကြတော့ဒီတဘူးလုံးမှာ12ခုပါတယ်12ခုကိုရမ်း900လောက်ပဲပေးရတာအဲ့ဒါဆိုတော့သူကတော့တန်တယ်လို့ပြောရမှာပေါ့နော်ကြည့်လိုက်ပါအောင်မယ်တော်တော်လေးကိုကောင်းပါတယ်အတွင်းထဲမှာလည်းပဇွန်လေးတွေပြည့်ပြည့်နှင်းလေးတွေပါပါတယ်နာမည်ကြီးတာတော့ပေါက်စီပေါ့ဒါပေမဲ့ပေါက်စီထက်စားလို့ရှိရင်ဒင်ဆန်ကပိုကောင်းနေရည်သူ့ရဲ့ကောင်းတဲ့ချက်ကဘာလဲဆိုတဲ့ခါကျသူ့ကိုကိုက်ပြီးတော့ဝါလိုက်ရတဲ့အချိန်မှာအဲ့ပဇွန်လေးတွေကမပျော်လုံးမမာလုံးမဲနဲ့ထုတ်လေးဖြစ်ပြီးတော့ဝါလို့ကောင်းတဲ့ပုံစံမျိုးကြီးတော်တော်လေးကောင်းတယ်ပေါ့နော်ကိုကဒီပေါက်စီကိုတော့တကူတက်ကသွားမဝယ်စားဘူးဒီဥစ္စာကိုတော့တကူတက်ကသွားဝယ်စားလောက်တယ်တော့ရွရနော်ကြည်နေတဲ့လူတွေကတော့မကြားတော့ဘူးဒါပေမဲ့သူ့ကိုကိုက်လိုက်တဲ့အချိန်မှာဂျလွဆိုပြီးတော့အဲ့လိုကျွတ်ခံစားချက်လေးရတယ်ဝ
ဝါးလည်းပဲထင်ပါတယ်လို့ပါဒါတကယ်ကိုတော်တော်ကောင်းတာတကယ်တော်တော်ကိုကောင်းတာလုံးဝအကြံပေးရဒီဥစ္စာတော့စားပြအောင်စားလိုက်ဒီပဇွန်အပေါင်းလေးကိုစားလိုက်ရတာနဲ့ဒီကိုတန်ပါတယ်အဲ့ဒါဆိုတော့ဒီနေ့ကတော့လောက်ပါပဲနောက်မှပြန်တွေ့ရမယ်တဒါ